အဲလိုဆောင်ရွက်လျက်ရှိရာရာဇသက်ကြီးပုံမှ905ကကြီးဖြင့်အမှုဖွင့်ထားတဲ့ရုပ်ရှင်သရုပ်ဆောင်ပြည်တီဦးနဲ့အိန္ဒရာကျော်စင်တို့2ဦးကိုတာဝန်သိပြည်သူတို့ရဲ့သတင်းပေးချက်အရရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်မှာဒီကနေ့ညနေ3 နာရီခွဲခန့်မှာဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါဖမ်းဆီးထိန်းသိမ်းထားသူများကိုဥပဒေနဲ့အညီရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းများမှလှုပ်ထုံးလုံနည်းနဲ့ညီဆောင်ရွက်လျက်ရှိတယ်လို့သတင်းရရှိပါရရှင်။3 နာရီခွဲအချိန်ကမှအောင်ထက်ခေါ်အောင်ကြီးဘိုးဘိုသူမင်းဦးရဲထုတ်ခေါ်ရဲရင်ကျော်ငမိုးခေါ်အောင်စော်မိုးအောင်နိုင်ဦးဝနခေါ်ဝနသူခေါ်ပြည်စုံမြင့်စီသူထွန်းစော်မျိုးအောင်ကျော်သူဂျင်းမီခေါ်စိုးထွန်းနိုင်ကျော်စရာလင်းခေါ်ကောင်းကောင်းအာကာမျိုးကိုကျော်ကိုဖြိုးခေါ်ပြေဖြိုးကျော်အောင်သက်ဦးဒေါ်နီနီအောင်ချိုတူးခေါ်မြင့်ဦးနဲ့အောင်မောင်းခေါ်မင်းစိုးတို့ဟာဘိုးကြီးထက်အောင်ကျော်နဲ့အတူမောင်တန်းစင်ထွေးတို့စီးနှင်းလိုက်ပါလာတဲ့အပါချီအမျိုးအစားအနက်ရောင်မော်တော်ဆိုင်ကယ်ဗိုလ်ကြီးထအောင်ကျော်ကိုင်းဆောင်တဲ့ပစ္စတိုတနက်တလက် MAHU အမျိုးအစားအိုင်ကွန်တလုံးတို့ကိုလက်နက်ယူဆောင်ခြင်းလူရယူဆောင်ခြင်းဗိုလ်ကြီးထအောင်ကျော်နဲ့မောင်တန်းစင်ထွေးတို့အားနောက်ပြန်ကျိုးတို့ကဒုံများဓားများဖြင့်ဝမ်းဝန်းရိုက်နှက်ထုတ်ခုတ်ခြင်းလက်သီးဖြင့်ထိုးခြင်းနဲ့ခြေထောက်ဖြင့်ကန်ခြင်းများပြုလုပ်ခဲ့တာကြောင့်၎င်းတို့မှာဒဏ်ရာများအသီးသီးရရှိကမောင်တန်းစင်ထွေးမှာရာဘက်ရင်ကောင်းထိုးသွင်းဒဏ်ရာကြောင့်ရာဘက်အဆုပ်ထိုးသွင်းဒဏ်ရာရရှိကရင်ကောင်းအတွင်သွေးလွန်ခြင်းကြောင့်သွေးထွက်လွန်သွေးလန့်ကတိတ်ဆုံးခဲ့ခြင်းတို့ဖြစ်ခဲ့ရသည့်အထိ၎င်းတို့သည်ဓမြမှုကိုကျူးလွန်ရမှာလူသက်မှုကိုပါကျူးလွန်ခဲ့တဲ့အတွက်စစ်အုပ်ချုပ်ရေးမာရှယ်လောစစ်ခုံရုံးဖွဲ့၍စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာရာဇသက်ကြီးပုံမှ396မြင်းဆောင်398အရ ABC ရက်နေ့တွင်တေတံအမိန့်ချမှတ်လိုက်ကြောင်းသိရပါသည်။အဆိုပါပြည်တံချမှတ်ခံရသူ19ဦးအနက်မင်းဦးရဲထုတ်ခေါ်ရဲရင်ကျော်ငမိုးခေါ်အောင်စော်မိုးအောင်နိုင်ဦးဝနခေါ်ဝနသူခေါ်ပြည်စုံမြင့်စီသူထွန်းစော်မျိုးအောင်ကျော်သူဂျင်းမီခေါ်စိုးထွန်းနိုင်ကျော်စရာလင်းခေါ်ကောင်းကောင်းအာကာမျိုးကိုကျော်ကိုဖြိုးခေါ်ပြေဖြိုးကျော်အောင်သက်ဦးဒေါ်နီနီအောင်ချိုတူးခေါ်မြင့်ဦးနဲ့အောင်မောင်းခေါ်မင်းစိုးတို့သည်ထွက်ပြေးလွတ်မြောက်နေတာကြောင့်၎င်းနှင့်ဆက်လင်း၍ရာဇဝတ်ကျင့်တော်ဥပဒေပုံမှန်89 88အရဖမ်းရန်ထုတ်ဆင်ရန်အမိန့်ချမှတ်ခဲ့ပါသည်။